ဥက္ကလာကြီးကလည်းကွာငါ့ကိုအားရင်ဆိုင်ကိုလာခဲ့ပါလို့ပြောတော့ငါကလာရတာကွာငါမကားမှမရှိတာဟိုတော့ငါကားခိုးခံလိုက်ရပြီးတော့အခုချိန်ထိရှာလို့မတွေ့သေးဘူးကွာသူ့ဆိုင်မှာများကားအသေးရောက်ရင်တော့တခါတန်းဝယ်လိုက်မယ်ကွာသက်ဆန်တော့မပါလာပေမဲ့လည်းနည်းနည်းပါပြောပြီးတော့ဥက္ကလာကြီးကိုဝယ်လိုက်မယ်ကွာโอเคတိုးမယ်โอเคဥက္ကလာကြီးကငါ့ကိုခေါ်ပြီးတော့အခုဆိုင်မှာလည်းမတွေ့ဘူးကွာအိုးဘောမှာထင်တယ်โอเคငါလိုက်တော့ကြည့်ရမယ်ဥက္ကလာကြီးရေပြိုးဥက္ကလာကြီးကျွန်တော်လာပြီဗျဘာကိစ္စရှိလို့လဲကျွန်တော်ကားတော့ယူပေးရမလားအေးငါသူမင်းကားတော့ယူပေးရမှာမဟုတ်ဘူးကွာမင်းကဒီမျိုးကြီးမှာလူစွမ်းကောင်းလေကွာအဲ့တော့မင်းတို့လူစွမ်းကောင်းကကားကောင်းရှိနေရမှာကွာအဲ့ဒါကြောင့်မလို့ငါမင်းကိုကားတစ်စီးလက်ဆောင်ပေးမယ်ကွာဟိုရှေ့မှာရပ်ထားမင်းတွေ့လားဗျာဥက္ကလာကြီးအဲ့ဒါကျွန်တော်လက်ဆောင်ပေးမယ်ကားလားဗျာဝမ်းလာလိုက်တာဗျာကျွန်တော်သွားမောင်းကြည့်မယ်ဗျာနောက်ဆုံးတော့ငါကားတစ်စီးရပြီကွာရပြီကွာโอเคကားတော့မိုက်တာပဲကွာโอเคမောင်းကြည့်မယ်โอเคအတန်တော့ညိလေးပဲကွာโอเคမိုက်တယ်โอเคမောင်းကြည့်မယ်ကွာနောက်ဆုံးတော့ငါကားကောင်းတစ်စီးရပြီကွာโอเคမြို့ထဲမှာတော့ကားတွေကြီးပဲမောင်းလို့မကောင်းမြို့ထဲမှာညောင်ဒီကားနဲ့ငါခီးတစ်ခုများထွက်ရင်ကောင်းမလားလို့စဉ်းစားတာโอเคဒီကားနဲ့ခီးတစ်ခုထွက်မယ်ကွာငါโอเคတိုက်မိနေအောင်မယ်ကွာဒီကားကမောင်းရတော့မလွယ်ပါလားကွာနည်းနည်းချောနေတော့မောင်းရတိတ်မလွယ်ဘူးကွာโอเคခီးတစ်ခုထွက်မယ်ကွာโอเคကဲတိုးမယ်โอเคငါတောထဲမှာပေါ့နော်တောတောင်ထဲရှိတဲ့နေရာမှာခီးထွက်ရမယ်ကွာအဲ့နေရာမှာဆိုရင်တော့ကိုပင်ပန်းခဲ့တဲ့မြဟာတွေအားလုံးဟိုဗါတဲ့အဲ့တောတောင်ကြီးစီမှာပဲအပန်းသွားဖြည့်နေကြတာကလူတွေကโอเคတိုးမယ်โอเคဒီမှာကြည့်တောတောင်တွေကစိမ့်လန်းစိုးပြေနေရောပဲကွာနေကိုလမ်းကဘယ်ဘက်သွားရမလဲငါတော့လမ်းမေးနေပြီကွာโอเคဒီဘက်သွားကြည့်မယ်โอเคရောက်ပြီအိုးကားချောတယ်ကွာလမ်းကလည်းနည်းနည်းချောနေတော့ကားခဏချောကြတယ်ကွာโอเคဒီပေါ်နည်းနည်းတက်မယ်โอเคတက်မယ်ပြီးဟိုဘက်ကွေးလိုက်ရောက်ပြီကွာโอเคဟိုဘက်ကွေးပြီးတော့ရောက်ပြီโอเคတောတော်တွေကတာယာရောပဲကွာโอเคရောက်ပြီကွာဒီနားလေးမှာပဲโอเคဒီမှာတိုက်နေရောโอเคဒီမှာရေကန်လည်းရှိတော့ပို့ပြီးတော့ဆင်ပြေသွားတာပေါ့ကွာစိမ့်လန်းဆိုပြေနေရပဲကွာတောတောင်တွေကโอเคငါရေကူးရမယ်ကွာโอเคရေလေးကကြည်ပြီးတော့တာယာရောပဲကွာငါအိမ်ကရေကူးကန်နဲ့ကွာပါအိမ်ကရေကူးကန်နဲ့တော့ချင်းလေးဆိုတော့ရေကူးလို့မဝဘူးကွာအိမ်ကရေကူးကန်ကအခုတော့ရေကူးလို့လည်းဝါတော့ပြီကွာโอเคမိုက်လိုက်တာကွာရေကန်လေးโอเคကဲမိုက်တယ်ကွာโอเคကဲဒီဗီဒီယိုလို့ဘောကြရင်တော့ like and subscribe လုပ်ပြီးတော့တောင်းဆိုပါနဲ့နောက်ထပ်ပိုကောင်းတဲ့ဗီဒီယိုလေးနဲ့ပြန်လည်ဆုံတွေ့ကြပါအောင်မယ် see you bye